Hello အားလုံးပဲမင်္ဂလာပါ Jasmine Trading Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မလုပ်သွားပဲ reading လေးတော့လုံးဝ pick up ပိုင်းတော့မဟုတ်ဘူးချိုးကြသိမ့်မကြိုက်ကြဘူးကျွန်မလုပ်မှာ quality လေးပါဒါပေမဲ့ quality ကြိုက်တဲ့သူလည်းရှိရယ်pick up ပိုင်းကြိုက်တဲ့သူလည်းရှိတယ်ကျွန်မမျှပြီးလုပ်ပေးတယ်ပေါ့နော်ဆိုတော့ okay ကျွန်မစကားလေးမပြောတော့ဘူးကျွန်မနယ်လေးပြောစရာကိစ္စလေးရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ energy ကတော်တော်လေးကောင်းနေမယ်လို့ကျွန်မမျှော်လင့်တယ်ကျွန်မ audience လေးတွေကိုကျွန်မ energy ကောင်းပေးနိုင်မယ်လို့ကျွန်မမျှော်လင့်ပါတယ်နော်ဆိုတော့ကျွန်မအရင်ဆုံးလက်ရှိကျွန်မ audience လေးတွေရဲ့ energy ကျွန်မအရင်ချက်မယ်ဒါက quality ဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့ဟိုဟာဖြစ်မယ်ပေါ့နော်လူတိုင်းနဲ့ energy ကိုက်ချင်မှကိုက်မယ်အားဒါကြောင့်မို့လို့ကျွန်မကenergy ချက်ပေးခြင်းဖြစ်ပါတယ်နော်ကဲချက်ပေးမယ်ဟာလေလက်ရှိ quality သမားလေးတွေရဲ့လက်ရှိ energy Hello fun နားလေနော်King of Cupsလက်ရှိ quality တပါလေးရဲ့ energy အရာဆိုရင်အခုကဘဝအသစ်စနေတာဟိုနဲ့လန်းဆန်းတက်ကြွရတယ်ဆိုတော့ energy လေးကလေးတယောက်လိုပျော်ရွှင်မြူးတူးနေတယ်ဆိုတော့ energy မျိုးလက်ရှိမှာကျမ quality တမလေးရဲ့ energy မှာရှိနေမယ်နောက်ပေးချောင်းနည်းနည်းလေးလဲကွာလေhealing energy လေးရှိနေမယ်ပြီးတော့ခါကြတော့စိတ်နဲ့ခန္ဓာပေါ့နော်မျက်တာစွာရှိနေမယ်လို့ကျမမျှော်လင့်တယ်အဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်အခုလက်ရှိမှာကိုဟာကိစ္စတစ်ခုကိုတွေးတဲ့အခါကျရင် emotional ရောဒီ logically ရောနှစ်ခုအဲ့လိုမျိုးသွားတယ်ပေါ့ logic ကြကြလဲသွားတယ်လို့ emotional ကြကြလဲသွားတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုမျှတာနေရဆိုတဲ့အရာမျိုးကိုတွေးရတယ်လက်ရှိမှာပေါ့နော်group 1လေးတဲ့ energy ကစိတ်လူလေးကတော့ပေါ့ပါလန်းဆန်းနေလိမ့်မယ်နော်ပေါ့ပါလန်းဆန်းနေမယ်okay ကဲကျွန်မ hero fan ကိုဒီမှာတစ်ချက်ကြည့်မယ်ဆက်စပ်နေ hero fan ဟိုပျော်ကြပျက်စီးခဲ့တဲ့အရာတွေဗျံပရာဖြစ်တဲ့အရာတွေပြန်ပြီးတော့အခုချိန်မှာစိတ်တကြပြန်လဲလုတ်ကိုင်းနိုင်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေး energy လေးဒီမှာမြင်ရတယ်ပျော်ကြသွားတဲ့အရာတွေကိုအခုချိန်မှာကိုကပြန်လဲပေါင်းစည်းနိုင်တဲ့ energy မျိုးလေးเนาะအဲ့ဒါလေးကို energy မျိုးမြင်ရတယ် okay ကဲကျွန်မစသွားမယ်ဒါဆိုရင်ဒီ energy မျိုးလေးเนาะဒီမှာပြောရနော်စိတ်ကလေးလန်းဆန်းတက်ကြွပေါ်ပါလန်းဆန်းနေမယ်နည်းနည်းလေးဟိုrisk ယူခြင်းနေတဲ့အဲ့လိုမျိုးဟိုကြောက်ရွံ့နေတဲ့ energy မျိုးမှမတွေ့ရအောင်စိတ်နဲ့ခန္ဓာအဆင်ပြေနေဆိုတဲ့ energy မျိုးလေးမြင်ရတယ် okay you got the left ဆိုတဲ့ energy ကျွန်မမြင်နေရတယ်ပေါ့နော် okay ရပြီကျွန်မစကြည့်မယ်ဒါဒီ energy ဟုတ်တယ်ဆိုရင်စကြည့်မယ်နော်စကြည့်မယ်နော်ကျွန်မ audience လေးစကားမဆက်ပေါ့နော်ကျွန်မကိုဒီချိန်ထိကျွန်မကိုအားပေးလာခဲ့တယ်ကျွန်မရဲ့ပြည်သက်တွေကျွန်မပြောသမျှပေါ့နော်နားထောင်ယုံကြည်နားထောင်ပေးရတဲ့သူတွေအကုန်လုံးကိုကျွန်မဒီနေရာနဲ့တစင်ကျေးဇူးတင်ပါတယ်ဆိုတော့လည်းကျွန်မပြောချင်တယ်ပေါ့နော်ဟုတ်ဒါလေးကတော့အပိုဆောင်ပြောရတာပေါ့ okay တခါမပြောဘူးเนาะအဲ့လိုမျိုးလေးဒီနေ့တော့ပြောလိုက်အောင်မယ်နော်စိတ်ကောင်းလေးဝင်နေစိတ်ကောင်းလေးဝင်နေအဲ့လိုလေးပြောလိုက်အောင်နော် okay ဘာထွက်ကြကုန်ခိုင်းနော်enemy I seized it chance ကျွန်မ6 universe ကျွန်မ6ကယူပါမယ်နော်6ကစားဖို့ကစုံစမ်းဖြစ်နေတယ်ကျွန်မ9ကယူလိုက်မယ်ဟုတ်5ကပ်တော့5ကပ်တော့ပါပြီ house
clarify လုပ်ဖို့လိုလိမ့်မယ်နော် What is the name of enemy ကဲကျွန်မခဏလေးနော်ကျွန်မဒီကက်လေးတွေအောက်မှာကျွန်မထဲတော့လေးတွေကိုကျွန်မဖြန့်ခင်လိုက်တော့မယ်နော် โอเคကျမဒီမှာတွေ့ရပါတော့ကျမ quality သမားလေးတွေကကိုယ့်ရဲ့ရန်သူပေါ့နော်ရန်သူဘသူဆိုတာကိုသိသွားတယ်ဆိုတော့ energy မျိုးလေးဒီမှာမြင်ရတယ်เนาะဟို तू ကလေကိုယ့်ကိုလာပေးရတော့ကိုယ့်အခွင့်အရေးဆိုပြီးလာပေးတာသိလားအခွင့်အရေးဆိုပြီးတော့လာပေးတာဒါပေမဲ့ဟိုဘယ်လိုပြောမလဲ तू ကကိုယ့်လာပေးတာ तू အခွင့်အရေးဆိုပြီးတော့လာပေးတာကွာသိလားတကယ်ကလေအခွင့်အရေးမဟုတ်ဘူး तू ကိုယ့်စီကနေတခုခုလိုဘောနော်ဒါကိုယ့်စီကလိုချင်တာတခုခုရှိရယ်ဒီလားgroup ကျမ quality သမားလေးကနေပြီးတခုခုလိုချင်တာလေးရှိရယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲတကယ်ဒီမှာမြင်ရသလောက်လေ तू ကကိုယ့်လာပြီး chance လို့အခွင့်အရေးလို့ပြောပြမယ်မဟုတ်ဘူး तू ကိုယ့်စီတခုခုကိုလိုချင်နေတာသိလားအဲ့လိုမျိုး energy မျိုးဒီမှာမြင်ရတယ်နော်ပြီးတော့လေသူ့ပုံစံကလေနည်းနည်းလေးကိုဘယ်လိုပြောမလို့ကိုတခုခုကွာလိမ်လဲလှည့်ပြားချင်လို့မို့လို့ကိုလုံနေတဲ့ပုံစံမျိုးပေါ့နော်တခုစီပတ်စံတော့မဖြစ်နိုင်ဘူးကျွန်မဒီမှာထင်တာလေခဏလိုက်နော် canvas ကပါတော့ချင်တာဟာမဲကိုစဉ်းစားကြည့်သိလိမ့်မယ်နော်ကိုစီကဘာလိုချင်လဲဆိုတဲ့ဥစ္စာကိုနော်ဒါအချို့ဆိုရင်ပေါ့နော်ဒါဟိုကိုယ့်ရဲ့ဒီလက်ရှိဒီ location နေထိုင်မှုပုံစံနဲ့လည်းဆိုင်လိမ့်မယ်နော်သူကကိုယ်လာပြီးတော့အချန့်ဆိုပြီးတော့လာပေးတာဒါမဲ့ကိုတိလိုက်ရတဲ့အရာတွေရှိလိမ့်မယ်နော်တိလိုက်ရတဲ့အခြေအနေတွေရှိလိမ့်မယ်ဘာလဲသူဘာအောင်ဆိုလို့ချင်တာလဲဘာဖြစ်ချင်နေရလဲဆိုပြီးတော့လေနော်ဒါမဲ့ကျမထင်တယ် quality သမားလေးဒါမယူပါဘူးအဲ့ chance ကိုနော် chance ကိုမယူထွက်ပြေးမှာကျမအဲ့လိုမြင်တယ်နော်အဲ့လိုမြင်တယ်ဒီမှာလေကျမမြင်တဲ့လောက်ကလေquality သမားလေးတွေကလေအရင် emotion အရင်များနေလိမ့်မယ်သိလားကိုယ့်ရဲ့ enemy ကြောင့်မို့လို့ကိုယ့်ကိုအဲ့လိုမျိုးတိုက်ခိုက်တဲ့သူတွေကြောင့်မို့လို့ပေါ့နော်ကို emotionally အရင်ဖြစ်နေလိမ့်မယ် love and hate ပေါ့နော်ချစ်လဲအရင်ချစ်တယ်အရင်မုန်းတယ်ဆိုတဲ့ energy မျိုးလေးဒီမှာမြင်နေရတယ်နော်အဲ့လိုမျိုးလေးအရင်ချစ်တယ်အရင်မုန်းတယ်ဆိုတဲ့ energy မျိုးလေး love and hate ဆိုတဲ့အရာမျိုးဒီမှာမြင်နေရတယ်နော် okay okay စက်ကြည့်မယ်နော်ဟိုကကျမဒီမှာမြင်ရသလောက်တော့ကိုယ့်ရဲ့ဒီ enemy ဆိုတာ okay ဒီမှာမြင်ရသလောက်ကလေကျမရဲ့ intuition လေးတစ်ချက်ထွက်ပြဒီမှာ4ဒီမှာ5 15နဲ့19ပြောရမယ်ဆိုရင် quality သမားလေးတွေက
emotion လက်ရှိမှာတော့၎င်းအတိတ်မှာတော့၎င်းဟိုလက်ရှိဒါမဝေးသေးတဲ့အတိတ်မှာတော့၎င်း emotionally အဆင်မပြေဘူး mental အဆင်မပြေဘူးပေါ့နော်ငိုခဲ့ရတယ်နာကျင်ခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ဒီရန်သူတွေကြောင့်မို့လို့ပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုအဲ့လိုမျိုးနှောက်ယှက်မဲ့ရန်သူတွေကြောင့်မို့လို့တော်တော်ဟိုစိတ်ညစ်ခဲ့ရတယ်ဆိုတဲ့အရာမျိုးတွေးရတယ်ဆိုတော့ဒါဘာကြောင့်လဲလို့ပြောမယ်ဆိုရင်ဒါကိုယ့်ရဲ့ emotion ကြောင့်ပေါ့နော် emotion ကြောင့်ဖြစ်တာပေါ့နော်ဆိုတော့ဟိုသူဒီဟာလေရှင်ကျမအဲဆို thief မှာကျမမှာအရင်အဆင်မပြေဖြစ်နေ thief မှာကျ temperance နဲ့ hermit လို့ပြောတဲ့အတွက်ကြောင့်မလို့စိတ်ကိုယ်လာပြီးတော့ပေါ့နော်ဘယ်လိုပြောရင်ကောင်းမလဲသတိခါခိုင်းနေရပေါ့နော်နည်းနည်းလေးကိုဒါ thief ဆိုတာပတ်စံခိုးတာမဟုတ်ပဲတစ်ခုခုကွာကိုယ်စီကနေပြီးတော့သိရမလားလိုချင်တာတစ်ခုခုရှိလို့မို့လို့ပေါ့နော်အဲ့ဒါကိုတိလိုက်ရတဲ့အခိုက်အတန့်လေးရှိနိုင်တယ်နော်ကိုတိလိုက်ရတဲ့အခိုက်အတန့်လေးတစ်ခုရှိနိုင်တယ်နော်โอเคအဲ့ဒါကြောင့်မလို့တိလိုက်ရတဲ့အတွက်ကြောင့်မို့လို့ကိုဒီမှာနာကျင်နေရတာနော်အဲ့လိုမျိုးလေးလည်းဖြစ်နိုင်တယ်နော်โอเคကဲကျမထက်ကြည့်မယ်လေနော်ဘာတွေထွက်လာမလဲကျမထက်ကြည့်မယ်ဇလန်းလေးကိုပြပြကြတာပေါ့ရှင်ကျမတို့ကော်လေးတမလေးဇလန်းလေးနည်းနည်းလေးနှိမ့်ကြမယ်နော်အဲ့ဒါလေးတော့ကျမဒီနေ့နည်းနည်းလေးကြာမယ်အဲ့ဒါဒီမှာဇလန်းကလေးဇလန်းမှာတန်းဖြစ်နေတယ်ကော်လေးတမလေးတွေပြီးဆုံးနိုင်ပါလဲပေါ့နော် left go ဒီ left ကဟာရောလည်းကျမအဲ့ဒါဘောပေါက်တယ်လို့ရှိရယ် success okay inheritance intelligence okay ကျမကော်လေးတမလေးရလေအဲ့လိုမျိုးပေါ့နော်ရန်သူတွေရှိနေပြီမဲ့လည်းပဲရန်သူတွေရှိနေပြီမဲ့လည်းပေါ့နော်ရန်သူတွေရောရှိတယ်ဒါပေမဲ့ကိုယ့်ကိုချစ်တဲ့သူကလည်းရှိတယ်လဲဆိုတော့လက်ရှိမှာကော်လေးတမလေးနည်းနည်းလေးလေ feminine energy လေးများနေလိမ့်မယ်အခြေအမှာအောင်မြင်လိမ့်မယ်ပြီးတော့ခါကျကိုယ့်ရဲ့ပုံစံကလေနည်းနည်း elegant ဆန်တယ်နော်နည်းနည်းလေးလေဟိုဘယ်လိုပြောမလို့ကိုယ့်ရဲ့ပုံစံကလေဘာမှမပြုတ်ပြမပြောင်းလဲစရာမလိုဘူးကိုယ့်ရဲ့သဘာဝအတိုင်းပဲကိုယ့်ရဲ့ဒါaura လေးရှိရပေါ့နော်ကော်လီတသမားလေးတွေရဲ့ aura ဟာဘယ်လိုပြောအခုမှရတဲ့ aura မဟုတ်ဘူးကိုယ့်ရဲ့မိဘပေါင်ပွားတွေရှိခဲ့တဲ့ aura လေးနော်ဒါကိုကိုယ်လက်ဆင့်ကမ်းလာတာဘာလဲဆို intelligent လည်းဖြစ်တယ်နော် okay ခါလေးဆက်ပြောမယ်ကျမဆက်ပြကျမဟိုဟာ clarify လုပ်လိုက်အောင်မနော် clarify လုပ်လိုက်ဦးမရှင့် what is the meaning of left oh my goodness ကဲ someone ကတော့တစုံတစ်ယောက်ကချစ်နေပြီကော်လေးသမားလေးတွေကို someone oh my goodness okay သူချစ်တယ်ဆိုတာကွာဆက်ပြောပါမယ်အဲ့လိုဆက် oh okay ဆက်ပြောမယ်နော်ခိုင်းခဏလေးဆက်ပြောမယ်နော် intelligent okay အဲ့တစုံတစ်ယောက်ကဘာလို့ချစ်နေရလဲဆိုတော့ကိုယ့်ရဲ့ intelligent ဖြစ်မှုဘာလို့ intelligent ဖြစ်လဲလို့ထင်လဲကိုပေါ့နော်ကိုကလေဘယ်လိုမျိုးဘယ်နေရာမှာကိုယ့်ရဲ့ boundary ထားရမယ်ဘယ်နေရာမှာကိုတိုက်ခိုက်ရမယ်ဘယ်လိုလူမျိုးကိုတိုက်ခိုက်ရမယ်ပြီးတော့ပြောမယ်ဆိုရင်ကွာဒီလား group ဒီကော်လက်သမားလေးတွေကဘဝမှာဘဝကိုအရှုံးပဲတိုက်ခိုက်ခဲ့တဲ့သူမျိုးလေးတွေပေါ့နော်တော်တော်လေးကိုဘယ်လိုပြောမလဲဟိုဘဝကိုအမြဲစူးစမ်းနေတဲ့သူမျိုးလေးပေါ့ရှင်ကျွန်မအဲ့လိုလေးမြင်နေပေါ့နော်โอเคဘဝအဲ့လိုပြောနေစူးစမ်းနေတဲ့သူလေးနောက်တစ်ခါကျပါလဲဆိုတော့ဟိုဘယ်လိုပြောမလို့group 1လေးတွေရဲ့အစောကြီးငါလည်း group ပဲသွားပြောနေရှင် sorry ပါရှင် collective တမားလေးရဲ့ energy ရလေဒီမှာ dot လို့လည်းပြပါ inheritance လို့လည်းပါတယ်ပေါ့နော်ဆိုတော့
ကိုကလေဘယ်လိုပြောမလို့ရှေးရိုးတွေကိုတောင်ပြောင်းလဲနိုင်တဲ့သူမျိုးပေါ့နော်သိလားရှေးရလေအဲ့လိုမျိုးပေါ့နော်မိဘအမွေအနှစ်တွေကိုကိုက transform လုပ်နိုင်တဲ့သူမျိုးလေးသိလားပြောချင်တာ renovated လုပ်တဲ့သူမျိုးလေးပေါ့နော်ပြောရမယ်ဆိုရင်သိလားအဲ့လိုလုပ်နိုင်တဲ့သူမျိုးလေးနော်ပြီးတော့ခါကြတော့ကိုကလေဒါကိုလည်းဖြစ်နိုင်တယ်သူလည်းဖြစ်နိုင်ရယ်နော်သူကဒါကိုဒါကိုရဲ့ချစ်သူအလှပွဲပေါ့ရှင်ကိုကိုလာညှိုးနေတာဘာလို့သဘောကျလဲဆိုရင်နော်ကိုဟာပြောရမယ်ဆိုရင်ဒီကောလိပ်သမားလေးတွေပုံစံကလေခိရှိကိုအရန်ပြင်းညာလည်းမဟုတ်ခင်းနောက်မှကြံခဲ့ရလည်းမဟုတ်ဘူးဒါပေမဲ့ခစ်မိရယ်ခစ်နဲ့မိအောင်နေနိုင်တယ်ဒါပေမဲ့ခစ်လွန်နေရလည်းမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ပြီးတော့မိမဆန်တယ်ပြီးတော့အကုန်သူကိုပြောချင်တာကွာကိုအရန်ချစ်တယ်အဲ့လိုပြောလို့ရတယ်နော်ကိုနဲ့ပတ်သက်သူအရန်ချစ်တယ်ပြီးတော့ငွေကြေးမှလည်းအောင်မြင်တယ်သူလည်းအောင်မြင်တယ်ကိုလည်းအောင်မြင်တယ်ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုး energy မျိုးလေးမြင်ရတယ်နော်အဲ့လိုမျိုးလေးမြင်ရတယ်ကို intelligent ဖြစ်တယ်လို့လည်းသူကထင်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးဆောင်တာကိုချစ်နေသူလေးရှိရယ်နော် okay ပြောမှဆိုရင် group ကျွန်မ credit group ပဲမှတ်တယ် credit သမားလေးတွေကလေဘဝမှာကိုချစ်တဲ့သူကိုမုန်းတဲ့သူရှိရယ်နော်ချစ်တဲ့သူလည်းရှိရယ်မုန်းတဲ့သူလည်းရှိရယ်ဒါပေမဲ့ကျွန်မထင်တော့လေဒီမှာတွေ့တဲ့လောက်ကလေ credit သမားလေးတွေကအဲ့မုန်းတဲ့သူ enemy ဒါပေမဲ့ကိုတိုက်ခိုက်ချင်တဲ့သူ enemy ကိုကွာတိတယ်ဆိုတာတိပြင်မဲ့လည်းပဲကိုထိမ့်မိပြီးနေတယ်ပေါ့နော်အဲ့လို energy လေးမြင်ရတယ်အဲ့ကြောင့်မလဲ intelligent ဖြစ်တယ်လို့ထင်တာပေါ့ okay ခလေးကျမဆက်ကြည့်မယ်နော်ခလေးကျမဒီကက်လေးတွေကိုဆက်ကြည့်လိုက်အောင်မယ်sorry ဒီမှာလေမြင်တဲ့ပုံအရာလေကလေကိုယုံကြည်ခိုင်းနေရတကူရှိရယ် union ဖြစ်ဖို့ပေါ့နော် union ဖြစ်ဖို့ကိုဘာကို union ဖြစ်ဖို့အတွက်ကိုဖြစ်နေရလဲဒီမှာကျမထဲတော့မကြည့်တော့ဘူးတိလားနော် union ဖြစ်ဖို့အတွက်တဲ့ကိုမှာကီလီရှိတယ်တဲ့နော်ဒီနှစ်ယောက်ရဲ့အမွေးဖွားခြင်းကဘာစမလဲဆိုတော့ friendship ကနေပြန်စလို့ရတယ် okay ကိုတစုံတစ်ယောက်နဲ့ union ဖြစ်ဖို့အတွက်မျှော်လင့်နေရလားunion မျှော်လင့်နေဆိုရင်တကယ်ခီးရပါလဲလို့ပြောရမယ်ဆိုရင်တော့ချက်ကပါလဲလို့ဆိုရင် friendship ကနေပြန်စားလိုက်ပါလို့ကိုပြောနေတာ okay ပေါ်လက်သမားလေးတို့ပေါ့နော်အဲ့လိုလေးပြောနေပါတယ် okay ဟဲ့ကျမဟိုလုပ်ကြည့်မယ်နေကျမတေချာလေးလှုပ်ရှင်တာမဟုတ်လို့လေတေချာလေးကြည့်ပေးမယ်နော်ကျမပြောပြမယ်တိလားဟိုဟာလေကိုကကွာအခုချိန်မှာတစုံတစ်ယောက်နဲ့ union ဖြစ်ဖို့အတွက်ကိုမမျော်လင့်ဘူးပေါ့နော်မမျော်လင့်ချင်တော့ဘူးကိုသူနဲ့ပတ်သက်ပြီးတော့ကွာအစိုးတွေပဲမြင်နေတယ်သူငါစီပြန်လာမှာမဟုတ်ပါဘူးလို့ထင်နေတယ်ဆိုရင်
ထင်နေရဆိုရင်ပေါ့နော်ကိုနဲ့သူနဲ့ reunion ဖြစ်မှာမဟုတ်ပါဘူးလို့ကိုကထင်နေတယ်ပေါ့နော်အဲ့လိုမျိုး energy လေးကျွန်မမြင်ရတယ်ပေါ့နော်ထင်နေရဆိုရင်ဘာမှလုပ်စရာမလိုဘူးကော့ကိုအေးဆေးလေးအနားယူကော့ကိုမိတိုင်းလေးထားတာက union ပဲဖြစ်နိုင်တယ်ပေါ့နော်ဘာလုပ်ရမလဲလို့ပြောမယ်ဆိုရင်ဘာမှလုပ်စရာမလိုဘူးယုံကြည်နေဖို့ပဲတော့ချက်ကတော့သူပဲသူက key ပဲကွာနော်ဒီနှစ်ယောက် union ဖြစ်ဖို့အတွက် तू က key ပဲမသူလာပေးလိုက်မယ်ကိုနော်သူလာပေးလိုက်မယ်အဲ့ခါကျရင်တော့ကိုကသူ့ကိုပြန်ပြောပေါ့ပြန်စကားပြောပေါ့နော်ဒီ connection လေးကိုပြန်ပြီးတော့ renew ပြန်လုပ်လိုက်ပေါ့နော်သူ့ဘက်ကပဲပြန်လာပေးလိုက်မယ်အခုကိုတည့်စုံတဲ့နဲ့ပတ်သက် union ဖြစ်ဖို့တော့မယုံကြည်ဘူးလို့ဖြစ်နေရဲဆိုရင်ယုံကြည်မှုမရှိဘူးဆိုရင်ယုံကြည်လိုက်ပါနှစ်ယောက်ပြန် union ဖြစ်ပါလိမ့်မယ်တဲ့နော်အဲ့လိုမျိုးလေးမြင်နေရတယ်ဆိုတော့နှစ်ယောက်ကဒီ friendship ပေါ့နော် friendship ဆိုတော့စရင်တော့ friendship ကနေစကောင်းစားလိုက်ဒါပေမဲ့နှစ်ယောက်ကနည်းနည်း soulmate connection လေးဒီမှာမြင်နေရတယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်နေရတယ်တချို့ကြောင့်လည်းမဟုတ်ဘူးကိုစောင့်နေတော့ချစ်သူကြီးသားမဟုတ်ဘူးဆိုရင်လည်းတငယ်ချင်းပေါ့နော်တငယ်ချင်းဆိုရင်သူနဲ့ကိုတငယ်ချင်းနဲ့ကိုနဲ့ union ဖြစ်ဖို့အတွက်ကမကြောက်နဲ့ပြန်ဖြစ်လိမ့်မယ်သူကိုပဲလာပြီးတော့တောင်းပန်လိမ့်မယ်ပေါ့နော်ဒီ connection လေးပြန်အဆင်ပြေသွားလိမ့်မယ်နော်ပြန်အဆင်ပြေသွားလိမ့်မယ်ကိုယ့်မှာကိုမမြင်ရအောင်ဆိုရင်ဖြစ်သွားလိမ့်မယ်လို့ကိုပြောနေတာပေါ့နော် okay ဟုတ်ပြီနော်ဆိုတော့ဒီဟာလေးကကျွန်မကဒီကက်လေးတွေအတွက်ပြီးသွားပြီနော်ဒီ3ကက်နံပါတ်1ကဘာလဲဆိုတော့ကိုတိုက်ခိုက်နေတဲ့ enemy ရှိရဲဒါပေမဲ့ကိုအရင် emotion တော့နည်းနည်းများသူ့ကြောင့်ကို emotion အရင်များတယ်ကွာသူကကိုကွာchance တစ်ခုလာပေးတယ်ဆိုပြီးတော့လာပေးပြီးတော့တကယ်လဲကြာတော့သူကကိုစီကနေပြီးတော့အဲ့လိုမျိုးယူသွားတဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးလေးခံစားခဲ့ရလိမ့်မယ်နော်ခံစားနေတယ်ဆိုရင်လည်းပဲနင်ဒါကဘာကိစ္စလဲကျမကိုပြချင်တယ်ဆိုတော့ကျမနားမလဲနဲ့အဲ့ enemy ကိစ္စလေးပေါ့နော်အဲ့ဟာလေကျမသိပြီး clear မဖြစ်နေဘူး clear ဖြစ်တော့ကျမထဲတော်လေးတစ်ဆက်ကြည့်လိုက်မယ်နော်enemy ကိုပါပြောချင်တာလည်းမသိဘူး enemy လေးကသိပြီးတော့ကျမဝင်းဆက်လိုက်လို့မရအောင်ဖြစ်နေတယ်ဝင်းဆက်လိုက်လို့မရအောင်ဖြစ်နေတယ်ကျမခဏလေးနော် universe please enemy နဲ့ပတ်သက်ပြီးဆိုတော့Empress Temperance one. Sorry, Basha. Okay ဟိုပေါ့နော်ကို့မှာပေါ့နော်အဲ့လိုမျိုး enemy ကလည်းမျိုး enemy ရှိနေရဲဆိုရင်ကို့ပေးချင်တဲ့ message ကလေကို့စီကနေပြီးတော့အဲ့လိုမျိုးပေါ့နော်ခုကိုကွာဒါခိုးတယ်ဆိုခိုးလိုမျိုးခိုးချင်တယ်ပြောချင်တာပတ်စံခိုးတာတော့အဲ့လိုပြောချင်တာမဟုတ်ဘူးနော်ကို့လိန်ညာလှည့်ပြရဲဆိုရင်လည်းပဲကိုမသိသလိုလေးပဲနေလိုက်ပေါ့နော်ကိုအချင်းလေးကိုထိမ့်ညှိပြီးတော့ပဲနေလိုက်ကို stay empress ပေါ့သူ့မြစ်တာလေးပဲထားပေးကိုလို့ဆရာရှိရလေကိုဆက်လို့ကိုကတော့ဖြောင်းမှန်စွာပဲတီကြီးစွာပဲနေကိုက the hero fan လိုမျိုး energy ရှိရသူဖြစ်တဲ့ကျွန်တော်တို့ဒီ energy တိုင်းမဲ့ဆက်နေကိုလို့ဆရာရှိရလေဆက်လို့အဲ့လိုမျိုးလုပ်မယ်ဆိုရင်ဒီကိုလိုတိုက်ခိုက်နေတဲ့သူတွေကိုပေါ့နော်ကိုဘက်ကနေပြီးတော့ပြန်တိုက်ခိုက်နိုင်လိမ့်မယ်တိုက်ခိုက်ဆိုဘာမှကိုလို့ဆရာမလိုဘူးဒါမှဘာမှလုပ်ဆရာတော့မလိုဘူးဒါပေမဲ့သူ့ဟာနဲ့သူအဲ့လိုမျိုးmagic ကြပဲပြီးဆုံးသွားလိမ့်မယ်ဆိုပြီးတော့ energy မျိုးဒီမှာမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးပြောအဲ့လိုမျိုးလေးမြင်ရတယ်ကိုကတော့ empress energy လေးပဲဆက်ရှိနေပေါ့နော်အဲ့လိုမျိုးမြင်ရတယ် okay ဆိုတော့ okay ဆက်သွားမယ်เนาะကျွန်မကကက်လို့ကျွန်တော်သိပြီးတော့နားမလဲလို့မို့လို့ဆိုတော့အချစ်ရေးလည်းပါရတော့ကျွန်မအချစ်ရေးကိုလည်းကျွန်မကြည့်မယ်เนาะကလေးတွေကိုကျွန်မခုရပိုင်းအရင်သဘောကျနေတယ်ဆိုတော့ကျွန်မကြည့်မယ်
okay ကလာပါ okay အခြေရအရင်အစဉ်ပြ3ကပ်ပဲ3ကပ်ပဲတော့ပြီအရင်နေကောင်းနေလို့3ကပ်ပဲတော့ပြီ18 okay ဒီမှာ3ကပ်ပဲဆိုမှဆက်ကြည့်ပါဦးမယ်လေနော်သစ္စာဖော်လို့ဖြစ်ပါအောင်အကောင်းနေပဲလို့ကျွန်တော်ပဲဖြစ်မယ်နော်ဒါအကောင်းနေပဲလို့တွေ့လားဗဇက်ကလေးပြောလိုက် energy ထထထွက်လာတာအဲ့ကြောင့်မပြောရဘူးနေဦး cross okay စပြမယ်ကောလက်သမားလေးနည်းနည်းရွေးချယ်ရမယ့်အပိုင်းလေးရှိမယ်နော်ရွေးချယ်ရမယ့်အပိုင်းလေးရှိရယ်ရွေးချယ်ရမယ့်အပိုင်းလေးရှိရယ်နည်းနည်းလေးကန်ကောင်းနေတယ်ပေါ့နော်အချစ်ရကိုယ့်မှာကန်ကောင်းနေတယ်နော်ကန်ကောင်းနေတယ်ဟိုတယောက်ကကြတော့လေကိုယ့်တစ်ဖက်သက်ကြွေနေတယ်တယောက်ရှိရယ်နော်ကြွေနေတယ်တယောက်ရှိရယ်တယောက်ကလည်းကိုကိုသစ္စာရှိစောင့်နေသူလည်းရှိသေးတယ်နော်ဆိုတော့အဲ့နှစ်ယောက်ကြားမှာလည်းနည်းနည်းလေးရွေးချယ်ရခက်တာလေးတော့ရှိမယ်နော်ရွေးချယ်ရမယ့်အပိုင်းလေးရှိခုနကလည်းကျမတွေ့ရတယ်အခြေရေးမှာ energy နှစ်ခုတွေ့ရအောင်တယောက်ကကြတော့သူကိုအရန်သဘောကျတာအရန်ချစ်နေတဲ့သူမျိုးနော်နောက်တစ်ယောက်ကကြတော့ပြန်လာမယ်ပေါ့အဲ့လိုကွာစောင့်နေတယ်ဆိုတော့ energy မျိုးနော်ဆိုတော့ energy ကလို့ပြောရမယ်တော့မသိဘူးအခြေရေးမှာအကောင်းနေနော် oh my goodness okay ပြောနေလို့ရှိတယ် is okay สักครับနဲ့ให้เนาะตู้ရဲ့ပုံစံလေးကျမဆက်ကြည့်လိုက်အောင်ตู้ရဲ့ပုံစံလေးဆက်ကြည့်လိုက်အောင်ခဏလေးသူ့ပုံစံကြည့်ရပါ follow မှကြာလာတယ် okay ကတော့ကိုကျမကြည့်မယ်ရှင်ကျမထင်နေသေးလားအချစ်တက်က group ဝယ်ဆောင်ငါလည်း group ဆိုကောလက်သမားလေးကိုပို့ချစ်မှာနော်ပို့ချစ်မှာနော်ကျမထင်တယ်ဒီတော့ကတော့ကောလက်သမားလေးတွေကပဲချစ်တာဖြစ်ရမယ်မှန်တာပေါ့ရှင်သိမယ်မပါစက်ကလည်းပြောရင်ဖြစ်ထွက်လာလို့မလို့တော့ရင်ပြောတော့ဟုတ်တယ်ခဏလေးနော်ဒါကြည့်တယ်ပြောမယ်ဆိုရင်တော့ဒီကဟိုပါလေအဟောင်းပြန်လာမယ်ဆိုတဲ့အရာမျိုးပေါ့နော်အဟောင်းပြန်လာမယ်ဆိုတဲ့အရာမျိုးကပွင့်လင်းပြောမယ်ဆိုအဟောင်းရဲ့ energy ကအရန်ကောင်းမနေဘူးဒါမှပွင့်လင်းပြောတာကောလက်သမားလေးတွေကိုလေအဟောင်းရဲ့ energy ကတိတ်မကောင်းနေဘူးသူကကောလက်သမားလေးတွေရဲ့ energy လိုမျိုးမမီနေဘူးနော်ပြောနေရှိတဲ့ခုမှသက်ဆန်းကြတယ်ခုမှသက်ဆန်းကြတယ်ဆိုတော့ okay the loversဘယ်လိုလဲပြောရမလဲဆိုဒီတက်ကကိုယ့်ကိုအချစ်တဲ့ချစ်တဲ့သူอ่ะเนาะလုံးဝကိုသူကrelationship ဒီလုံးဝကိုကအိမ်နောင်ပြုတ်နိုင်တဲ့အထီကိုသူ့ဘာကိုရည်ရွယ်တာသိလားเนาะအဲ့လိုရည်ရွယ်တာเนาะဒီကကျမထင်တယ် college သမားလေးကအဟောင်းကိုပဲပြန်မျောလင့်နေရလားအားကြောင့်မလို့နည်းနည်းလေးအဲ့နှစ်ယောက်ချာမှာတော့နည်းနည်းလေးပြဿနာလေးတွေတက်မယ်เนาะဆိုတော့သူလာတဲ့အခါကျရင်ဒီမှာကျမသူ့ရဲ့ energy ကိုကြည့်ရတဲ့မှာတစ်ခုမှကတ်မပါအောင်เนาะပြပြမယ်သူလာတဲ့ပေးတဲ့ offer တွေမှာတစ်ခုမှလည်းအချစ်နဲ့ပတ်သက်ပါမနေဘူးရှင်ပုံမှန်လေးပြပြမယ်เนาะဆိုတော့အခုရပါ college သမားလေးရဲ့ energy ကိုသူရောက်လာလိုက်မယ်ပြောရင်အိမ်မက်တာတော့ဖြစ်နိုင်တယ်เนาะကျမအထင်တော့ကျမနဲ့ဒီ dot ဆိုတဲ့ဟာက college သမားလေးသူ့သစ္စာရှိနေစောင့်နေတာเนาะအဲ့လိုမျိုးလေးမြင်ရတယ်ခုနကလည်းစောင့်မျှော်နေတဲ့ energy မျိုးတွေ့ရတဲ့အတွက်ကြောင့်မို့လို့ college သမားလေးကစောင့်နေတာသစ္စာရှိနဲ့စောင့်နေတာဆိုရင် energy မျိုးမြင်ရတယ်เนาะဖေးရည်လူတော်လားဖေးရည်ဘယ်လိုလုပ်ချက်ရလဲရှင်โอเคဆက်သွားမယ်ကျမဒါဘာတွေဖြစ်လာမလဲကျမမသိသေးဘူးဆက်သွားမယ်ဒါပေမဲ့အဲ့နှစ်ယောက်ကြားမှာတော့ကောလက်သမားလေးရဲ့နည်းလေးတော့ဖျားများလိမ့်မယ်နော်ကျန်တဲ့အရာလေးတွေကကျမဒါလေးနဲ့ဆက်ကြည့်မယ်
you stand in the light of truth okay ဒါ universe ကလေကျမထင်သလားကောလစ်သမားလေးကိုလာပြီးတော့စကားလာပြောနေတာလာပြောပြနေတာပေါ့နော်ကိုကလေအမှန်တရားဘက်ကဘတ်တော်သားလေးတယောက်ပေါ့နော်အမှန်တရားကိုရှာဖွေနေတဲ့သူမျိုးလေးနော်အမှန်တရားကိုလည်းချစ်တယ်အမှန်တရားကိုလည်းရှာဖွေနေတဲ့သူမျိုးလေးကဲနောက်ကတစ်ချက်အရင်ကောင်းနေပြီဆက်ပြမယ်နော်ကျွန်တော်Once walk in beauty okay universe ကဒါပြောရမယ်ဆိုရင်လေ quality သမားလေးရဲ့အနောက်မှာရှိတယ်ပြောမယ်ဆိုရင် quality သမားလေးတွေကအမှန်တရားရဲ့ဘတ်တော်သားတွေအမှန်တရားကိုရှာဖွေတဲ့သူမျိုးလေးတွေအမှန်တရားကိုချစ်မြတ်နိုးတဲ့သူမျိုးလေးတွေဖြစ်တယ်เนาะကိုမှန်တဲ့လမ်းကိုသွားတဲ့သူမျိုးလေးတွေအဲ့ဒါကြောင့်မို့လို့ကိုဘာလို့ဆရာရှိရလဲကို intuition ကကိုပြောနေတဲ့အရာမျိုးပေါ့เนาะကိုရှာဖွေနေတဲ့အရာမျိုးနောက်ကိုလိုက်ပါ action ယူပါ risk ယူမယ်ဆိုလဲယူပလိုက်ပါဘာမှမဖြစ်ဘူးเนาะ risk ယူမယ်ဆိုလဲယူပလိုက်အမှန်တည်းပုံလင်းပြောရမယ်ဆိုရင်အမှန်တရားဆိုတော့လူကမကြိုက်ဘူးပြောသလားအမှန်တရားခါတယ်ဒီလားအမှန်တရားအရင်ခါတာเนาะကြာပြမယ်เนาะအမှန်တရားအရင်ခါတယ်လူတိုင်းကအမှန်တရားကိုလက်မခံနိုင်ဘူးလို့ခါလို့မချိုးဘူးလေလူကအချိုးရမ်းရိုက်တာအဲ့ဆိုခါတော့လက်မခံနိုင်ကြအောင်เนาะဆိုတော့ကိုသွားရလန်းကဖြောင်ပြူးချင်မှဖြောင်ပြူးလိမ့်မယ်ဘယ်သူမှလူတိုင်းလည်းကိုယ်နာမှာရှိချင်မှရှိလိမ့်မယ်ကိုယ်နာမှာရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့မပူလည်းဘူးမှမရှိရင် universe ကရှိရယ်နော်ဘာဖြစ်လဲဆိုတော့ကိုဟာကောင်းတာလုပ်တယ်အမှတ်တရားကိုရှာဖွေရသူဖြစ်တဲ့ကြောင့်မို့လို့ risk ယူရတာတွေစွန့်စားရတဲ့အပိုင်းတွေအများကြီးရှိလိမ့်မယ်အဲ့ဆိုမလို့ကိုကို support လုပ်နေရသူအများကြီးရှိရကိုနာမှာနော်ဆိုတော့လူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်လို့အဲ့ဒါကိုယ့်ရဲ့အဆောက်အအုံတွေလည်းဖြစ်နိုင်တယ် universe လည်းဖြစ်နိုင်တယ်ဆိုတော့လှလှအပကြီးကရှောင်းလန်းပလိုက်ပါကွာလို့ကိုကိုပြောနေတာအခုဘာကိုရှာဖွေပြီးတော့ဘာအမှန်တရားကိုဘာကိုရှာဖွေနေလဲအမှန်တရားသာလောက်ချလိုက်မှန်တဲ့အရာကိုသာလုပ်โอเคနော်မှန်တယ်တင်တဲ့အရာသာမင်းလောက်ချလိုက်တာလို့ပြောနေခုနမှလည်းပဲ enemy တွေတွေ့တဲ့ကြောင့်မို့ဒီမှာပြောမှဆိုရင် quality သမားလေးတွေကအမြဲချစ်ခံရတဲ့သူမျိုးတော့မဖြစ်နိုင်ဘူးလူမုန်းလည်းများလိမ့်မယ်လူမုန်းတဲ့သူလည်းကိုမုန်းတဲ့သူလည်းရှိမယ်ကွာလူဆိုတော့ကိုလူတိုင်းချစ်နေစရာမလုံးကျမဆိုလည်းခရုမဆိုင်ဘူးပြပြမယ်ကျမ quality သမားတစ်ခါပြလိုက်မယ်နော်ကျမကိုချစ်မဲ့သူမရှိတယ်ကျမခရုမဆိုင်ဘူးမုန်းလည်းကြိုက်အဆင်ပြေပါဖြစ်ရတယ်ဆိုတော့ကိုမှန်နေတာပဲကိုဆက်လို့โอเคနော်ဒါကျမ quality သမားလေးဘူးမှမရှိနေကျမရှိရယ်ကျမလည်းအဲ့လိုပဲကျမလည်းကျမဆန္ဒရှင်တယ်ကျမလုပ်တယ်နော်โอเคဆက်သွားမယ်ကျမဆက်သွားမယ်ဒီမှာပြောသလားတွေးသလောက်ကပေါ့နော်ကိုကို offer လာပေးမဲ့အရာတွေတော့ရှိလိမ့်မယ်အဲ့ခါကျရင်ကိုကဘာဖြစ်လဲဆိုတော့နည်းနည်းလေးရွေးချယ်ရမယ်ပေါ့နော်ရွေးချယ်ရမယ်အပိုင်းလေးတော့ရှိရ offer ဆိုတာကလည်းအများကြီးဖြစ်နိုင်တယ်နော်ကျွန်မပြောချင်တာအချစ် offer လည်းဖြစ်နိုင်တယ်လို့ဒါအလုပ် offer လည်းဖြစ်နိုင်တယ်ဘာမဆိုကန့်လန့်မှုတစ်ခုပေါ့နော်ကန့်လန့်မှုကတစ်ခုထက်မကလည်းဖြစ်နေတယ်ကိုထက်မကဖြစ်တဲ့ကြောင့်မလို့ကိုမှတာဝန်နေကြီးရကိုမှရွေးချယ်ရခက်တဲ့အပိုင်းတွေရှိနိုင်တယ်နော်ရွေးချယ်အပိုင်းရှိတဲ့ခက်တဲ့ဆိုအပိုင်းလေးရှိမယ်ကိုယ့်ရဲ့မြင့်မြတ်အတားတွေးတတ်မှုပေါ့နော်ဒါအဲ့လိုကျွန်မမြင်တယ်စစ်စော့ပန်တီကိုကျွန်မဒီနေရာမှာဘယ်လိုပြောမလဲခဏလိုက်နော်စစ်စော့ပန်တီကိုဒီမှာမြင်မယ်ဆိုရင်
ကိုကမြင်မြအဲ့ဒါသူများတော့အရန်တွေးပြတယ်တာပေါ့နော်အားကြောင့်လည်းစိတ်တက်ကြရတဲ့အပိုင်းလေးတော့ရှိရယ်နော်စိတ်တက်ကြရတဲ့အပိုင်းလေးရှိဒါပေမဲ့ကိုဘာလို့စနေဘာဖြစ်နေဆိုတော့တည်သွားလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ plan အားကောင်းမှုကြောင့်ပေါ့နော်ကိုယ့်ရဲ့ plan အားကောင်းမှုစူးစမ်းအားထုတ်မှုကြောင့်ပဲကိုလိုချင်တဲ့အရာလေးကိုကြားလိမ့်မယ်ကိုတကယ်ချစ်တဲ့အရာလေးကိုကြားလိမ့်မယ်ပေါ့နော်လာပြီးတာတော့တစ်ခုထက်မကအောင်ဖြစ်လိမ့်မယ်ဒါပေမဲ့ကိုတကယ်ချစ်တဲ့အရာကိုအတွက်မျှတတဲ့အရာလေးကိုရလိမ့်မယ်ဆိုပြီးတော့မြင်ရတယ်နော်ထော်ဝါကက်ကိုကြားတယ်ဘာလို့ကြားရလဲတော့ကျွန်တော်မသိဘူးကျွန်တော်ပြန်ကြည့်မယ်နော်အရင်တော့ကအတိတ်တုန်းကဒီလိုမျိုးပြိုကျပျက်စီးခဲ့တယ်ဆိုရင်အခုချိန်မှာကိုအရန်ချစ်ပြီးကိုဘွားတစ်ကိုစလိုက်ပါတော့လို့ကိုပြောနေတာအချစ်ဆိုလည်းအချစ်အစ်တွေကိုပဲစခိုင်းနေရနော်ယောကင်းနာက Queen of Wands ကိုလည်းချစ်တယ်လို့သူများကိုစစ်တဲ့သူနောက်ပြီးတော့ကိုအားကိုရတဲ့အမျိုးသမီးတယောက်အသိခါရှိရဲ့အမျိုးသမီးတယောက်အရင်ကျတဲ့အမျိုးသမီးတယောက်အဲ့လိုမျိုးအမျိုးသမီးတယောက်အဖြစ်နဲ့ပဲနေလိုက်ပါတဲ့တချို့ဒါပေမဲ့အဲ့တော့ခက်ကိုကြားရယ်နော်ကိုနဲ့တစမ်းမဖြစ်တဲ့သူတွေကိုနဲ့တစမ်းမဖြစ်တဲ့အရာတွေကိုနဲ့မထိုက်တန်တာကိုအတွက်မဟုတ်တဲ့အရာတွေကိုကိုထားခဲ့နိုင်လိမ့်မယ်လို့ဒီမှာမြင်ရတယ်တချို့လူတွေကိုနဲ့ဆက်ဆံရေးပြီးဆုံးသွားလိမ့်မယ်နော်ဆက်ဆံရေးပြီးဆုံးသွားလိမ့်မယ်ဒါကိုအတွက်ဟိုဘယ်လိုပြောမလို့ဝမ်းနဲ့စရာမဟုတ်ဘူးအဲ့ဒါဘာလဲဆိုကိုယ့်အတွက်စံနာတစ်ခုပြည့်ချင်းပါပဲเนาะကိုယ့်ရဲ့ wish fulfill ဖြစ်ခြင်းလို့ဒီမှာမြင်ရပါတယ် okay okay အရန်ကောင်းတယ်เนาะပြောမှဆိုရင်ဒီ collect တမားလေးတွေကနည်းနည်းလေး clever ကြတယ်လို့ကျွန်မမြင်တယ်တချို့သိရင်တော့ငါမပြောဆိုတဲ့ energy မျိုးဒီမှာမြင်ရတယ်ငါနေလို့နေအောင်ငါသိရတယ်ဒါပေမဲ့ငါလည်းမပြောဘူးမပြောငါကြည့်နေတယ်ဆိုတဲ့ energy မျိုးလေးဒီမှာမြင်ရတယ်ပေါ့เนาะအဲ့လိုလေးမြင်နေရတယ်မှန်တရားကိုလည်းချစ်တယ်နည်းနည်းလေးမဟုတ်မခံလေးဖြစ်မလားတော့မသိဘူးเนาะ universe ကတော့ပြောပါတယ်သူကိုယ်နာမရှိရပေါ့เนาะဒါပေမဲ့လည်းအရင်မဟုတ်မှလည်းတော့မပြောနဲ့ပေါ့เนาะကြာရင်ရွာပြန်ထုတ်ခံလိမ့်မယ်เนาะ okay ဆိုတော့ကျမ reading လောက်နေပြီးလိုက်ပါမယ်အားလုံးပဲအဆင်ပြေမယ်လို့ကျမမျှော်လင့်နေเนาะတာပြောချက်နေလို့ပတ်ခန်းကြမယ်လို့လည်းကျမမျှော်လင့်ပါတယ်เนาะ